ဒီလိုဘေးအပြောင်နေပါညှက်လို့ရတာ Oh my god အခုဘယ်လိုစပင်းပုံစံအညှက်များလဲကိုစော မင်္ဂလိဆိုလို့ယူပါပေါ့ step ပေါ့2 step လာပေါ့ ဒီလိုဘေးအပြောင်နေပါညှက်လို့ရတာ ဘေးပြောင်ဆိုလို့ရှိတော့ရဒါနဲ့ဟိုဆရာမညက်ရေးလို့ရှိတော့ညက်ပေးတာလောက်ပါလားဆိုတော့လောက်ပါလေနေရတော့လား sorry ဟာလားဘေးအပြောင်ဆိုရင်အပေါ်ကတူတူလေးဖြစ်သွားတာလား အပေါ်ကဘေးပြောင်သွားတော့အပေါ်ကတော့တူယူတော့နည်းနည်းတူအောင်ပေါ့တော့လောက်တူအောင်ပေါ့ပေါ်က စကားပြအတန်တွေဘယ်တုံနေရတယ်မညက်ရဲတို့လား ဟုတ်ပါ ကျမအမြဲတမ်းဗမိုင်းညီဝတ်တာများရော ဗမိုင်းနေဆိုလို့ယူတော့တိတ်တော့မလိုက်ခေါ်ပါလိမ့်မယ် အော်အဲ့ဒါရုပ်ဆိုးသွားမှာပေါ့ ရုပ်ဆိုးပါမှာ ဟဲ့အဲ့ဒါရုပ်ဆိုးရလို့ပြောရတာ ရုပ်ဆိုးလို့ပြောမှာမဟုတ်ဘူး အဲ့ဒါလူအစားထုတ်ညက်လို့ရတာ အစားထုတ်ညက်လို့ရအဆင်ပြေတော့အဲ့ဒါ ကျေးဇူးတင်ပါတယ်လို့ တော့ကြက်ကြက်ပြီးလိုက် လက်ကြံလေးဆိုတော့အခုဘယ်လိုလဲဖြစ်တာလဲပေါ့ အခုကတော့တော့တော့နေ skin fake ကိုပါလို့နေဖြစ်တာဒါပေမဲ့ဒီကတော့ skin fake ဆိုတော့တောင်းလိုက်တာပေါ့အဲ့တော့ skin နဲ့ရိုးနေဘူး ဆောက်ကိုတင်ပြမှာပေါ့ညက်ပြလိုက်တာအဲ့ဒါပုံစံတူပြီးတာပါ A few moments later. And my last name Blick, so I'm picking the tool up. Blick. My stepper gon' brush him if I press the button. Too drippy to scuff. The blick in the duffel, it came with a muzzle, so why would I touch it? So why would I? ဒီလိုမှမမြင်တော့ဘူး ဒါမှအဆင်ပြေတယ်မလားလိုက် ကဲ တယ်မလား တော့မပြေဘူးဆိုရင်ငကိုပုံစံအတိုင်းပြန်လုပ်ပေးမှာလား ရပြန်လို့ရပြန်ဆက် ဟုတ်လား control set okay ပြန်တော့အဲ့ဒါနောက်ခေါ်ကြမှာပဲ နောက်ထပ်ပုံစံတစ်မျိုးပေါ့နော်ကိုချောအောင်ထပ်လုပ်ပေးမှာပေါ့ ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ် တတာ တတာ